မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့2ရက်နေ့6လပိုင်းကျွန်တော်တို့ဒီနေ့အင်္ဂါနေ့ဖြစ်ပါတယ်မြန်မာ2ဒီကျွန်တော်တို့ဒီနေ့ဖွင့်ပါပြီခင်ဗျာကျွန်တော်တို့မနေ့က Thai 3D နဲ့ကျွန်တော်တို့လုံးဝအောင်မြင်ခဲ့တယ်ကျွန်တော်တို့ခွန်3ညခွန်3ညခွန်ပေါ့နော်အဲ့တော့ဒီနေ့မှာလည်းကျွန်တော်တို့2D ထပ်မံပြီးအောင်မြင်မယ်မနေ့ညကကျွန်တော်စီမှာအဖွဲ့ဝင်ကျွန်တော်90ခေါ်ထားပါတယ်เนาะအယောက်90ခေါ်ထားတာဒီမနေ့ကျွန်တော်တို့6နာရီကျော်မှာအယောက်90ပြည့်သွားပါတယ်အယောက်90ပြည့်တဲ့အခါမှာကျွန်တော်အခုထိကျွန်တော်မအိပ်ရသေးဘူးပေါ့နော်ကျွန်တော်တောက်လျှောက်စာရေးပို့နေရနောက်ထပ်ကျွန်တော်စီးရင်လာပေးရလူ6ယောက်ရှိပါတယ်ကျွန်တော်လက်ခံမသိလက်မခံစဉ်းစားနေတာပေါ့နော်6ယောက်ရှိပါတယ်ထပ်ပြီးတော့အယောက်90ပြည့်လို့နောက်ထပ်6ယောက်ထပ်ပြီးတော့လက်အပ်ထားပါတယ်အဲ့တော့ကျွန်တော်အခုကျွန်တော်နောက်ဆုံးပြောချင်တာကကျွန်တော်ဒီနေ့တရက်စာ1 day မနက်ညအတွက်ကိုကျွန်တော်နောက်ထပ်အယောက်20ခေါ်ပေးမယ်နောက်ထပ်အယောက်20ခေါ်ပေးပြီးွားရင်ကျွန်တော်ဒီမနက်ပိုင်းကျွန်တော်တို့လုံးဝကိုခေါင်းချမှုရနားမှာဖြစ်ပါတယ်ဒီနေ့မနက်ညမှာအနည်းဆုံးတစ်ချိန်ပေါက်ပါမယ်လုံးဝအာမခံပါတယ်ခင်ဗျာတစ်ချိန်ကျင်းနေပေါက်ပါမယ်တူဒီကနန်းအများကြီးမထိုးကျင်ဘူးကနန်းအကွက်နည်းနည်းလေးနဲ့ထိုးကျင်တယ်ပေါက်ကျင်တယ်ဆိုတော့ချုံကြီးများနေတယ်ဒီအကျွေးများနေတယ်စိတ်ညစ်နေတဲ့မိတ်ဆွေများရှိရဆိုရင်လုံးဝပူပန်ကြမလို့တော့ပါဘူးကျွန်တော်တို့စီမှာကနန်းကတ်ကျွန်တော်တကတ်ထုတ်ထားပါတယ်နှစ်ကတ်ထုတ်ထားပါတယ်တကတ်ဆိုတာကကျွန်တော်တို့ဒီနှစ်ကွက်ကောင်းကတ်တကတ်ပါခင်ဗျာကနန်းနှစ်ကွက်တည်းထိုးရမယ်မနဲ့နဲ့ညှောက်ပေါ့နော်အများကြီးလေးထိုးကြမလို့ကနန်းနှစ်ကွက်တည်းထိုးရမယ်တကွက်ကောင်းကတ်လည်းရှိပါတယ်ဒါမှမဟုတ်ကျွန်တော်ကနန်း၄ကွက်ကတ်လည်းရှိပါတယ်ကနန်း၄ကွက်ကကျွန်တော်တို့ယူမယ်ဆိုကျွန်တော်တို့1100ကျပ်ပါခင်ဗျာကနန်း၄ကွက်ကယူမယ်ဆို1100ကျပ်ပါခင်ဗျာကနန်းနှစ်ကွက်ကကျွန်တော်တို့ယူမယ်ဆိုကျွန်တော်တို့နော်လျှော်သေးပေးထားပါတယ်18000ပါခင်ဗျာကနန်းနှစ်ကွက်ကယူမယ်ဆိုရင်18000ပါခင်ဗျာတကွက်ကောင်းကကျွန်တော်တို့3000ပါခင်ဗျာယူမယ်ဆိုရင်ပေါ့နော်ဒါပေမဲ့ဘယ်ကနန်းကက်ယူကျွန်တော်ဘက်မှာကျွန်တော်စီမှာအာမခတ်ကျန်နေပြပါတယ်အဲ့တော့ဒီနှစ်ကွက်ကောင်းကကြတော့ကျွန်တော်မထွက်ရင်3ဆပြန်ပြီးသလို၄ကွက်ကကြတော့ကျွန်တော်တို့မထွက်ရင်ကျွန်တော်တို့5ဆပြန်ပြီးပါတယ်တကွက်ကောင်းကကျွန်တော်တို့ဒဲတကွက်ကောင်းကကျွန်တော်တို့မထွက်ရင်ကျွန်တော်တို့အရင်တိုင်း3000ပြန်ပြီးပါတယ်ခင်ဗျာအဲ့လိုမျိုးအာမခံကြက်ကကိုကျွန်တော်စီမှာလိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့399689 5144000 Viber နံပါတ်တစ်မျိုးလေးနဲ့ဆက်သွယ်ပြီးတော့လာယူလို့ရပါပြီအယောက်20လာရောင်းချပြီးမှဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်စီကအာမခံချက်နဲ့ရော်ကြီးနဲ့ပြန်ပေးရဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါအတွက်ကြောင့်ပေါ့ကျွန်တော်ကလူအများကြီးလက်ခံလို့မရပါဘူးအဲ့တော့ wait KB နံပါတ်ကိုအရင်တောင်းပါဆွတ်ဆက်ပြီးမလွှဲပါနဲ့